Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်ကအမေကထမင်းမစားကြအောင်ဆိုတာနဲ့ပေါ့နော်သူထမင်းမစားကြတဲ့နေ့ဆိုအမြဲချက်ကျွေးဖြစ်တဲ့အသီးရွက်အစုံနဲ့ပေါ့နော်စီမပါတဲ့၄ရောင်ချက်ချက်စွပ်ပြုတ်ကလေးကိုလာပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ဒီနေ့လေးကချက်ပြုတ်ရလွယ်ကူပြီးတော့အာဟာရလည်းဖြစ်ပါတယ်တက်ကြီးရဲ့လူတွေလည်းအရန်အဆင်ပြေပါတယ်ရှင်ဒီရင်ဆုံး၄ရောင်ချက်ချက်စွပ်ပြုတ်ကလေးချက်ဖို့အတွက်ပေါ့နော်ချက်သားလေးကိုရေထည့်ပြီးတော့ပြုတ်ပေးပါမယ်ဘာမှထည့်မထားပါဘူးဒီတိုင်းလေးပဲပေါ့နော်ဒီလေးနဲ့စူအောင်ပြုတ်ပေးလိုက်ပါမယ်ရှင်ဒီစူလာပြီဆိုရင်တော့သားလေးကိုဆယ်ပြီးတော့တုံတုံလေးတုံထားလိုက်ပါမယ်ပေါ့နော်ဒီမှာ၄ရောင်ချက်ချက်ပြုတ်ကလေးချက်ဖို့အတွက်ပေါ့နော်အတီးရွက်ကလေးတွေအစင်းလေးပြင်ထားပါတယ်ပြောင်းမှုလေးလည်းထည့်ပါမယ်ဒါကတော့ခရမ်းညင်တီလေးလိထားပါဒါကတော့ငုံပြုတ်ထားတဲ့သားလေးပေါ့နော်ကစွန်းရက်ကလေးကစွန်းရိုးလေးတုံထားပါတယ်ဒါကတော့မြေပဲပဲပင်ပေါက်ကလေးဒီရာဒီပေါ်အားလေးပေါ့နော်ကဲအရင်ဆုံးချက်ပြုတ်ထားတဲ့အကြီးလေးကိုထည့်ပါမယ်ပြီးရင်တော့စားလေးအနည်းငယ်ထည့်ပေးပါမယ်ရှင်ပြီးသွားရင်တော့ဒါကတော့ခနော်ခဲလေးပါထည့်လိုက်ပါမယ်ပြီးရင်ပြောင်းမှုလေးကိုလှီးထည့်ပေးလိုက်ပါမယ်ပြောင်းမှုလေးလှီးထည့်ပြီးသွားရင်တော့မြေပဲပဲပင်ပေါက်ကလေးကိုအရင်ဆုံးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့စက်သွန်ဖြူလေးနဲ့ချင်းလေးတွေပေါ့နော်အနံ့မွေးအောင်လို့ထည့်ပေးလိုက်ပါမယ်ရှင်ငံပြားကြီးလေးအနည်းငယ်လောက်ငါးငံပြားကြီးလေးပေါ့နော်အနည်းငယ်လောက်သုံးလိုက်ပါမယ်ပြီးရင်တော့အစင်သိမ့်လှီးထားတဲ့ခရမ်းညင်သီးလေးတွေထည့်ပေးလိုက်ပါမယ်နောက်ဆုံးမှာတော့ပြုတ်ထားတဲ့စသားလေးကိုထည့်ပြီးမှုပေးလိုက်ပါမယ်ရှင်ရှက်ပြုတ်ရအရန်လွယ်ကူပါတယ်เนาะဒါဆိုရင်တော့အသီးရွက်ကလေးနူရင်၄ရောင်ချက်ချက်ပြုတ်ကလေးရပါပြီရှက်ပြုတ်ရအရန်လွယ်ကူပေမဲ့အသီးရွက်ကလေးတွေကခြံထဲရထွက်တာဆိုရင်တော့ပြဿနာမရှိပေမဲ့ဈေးရဝယ်လာရဆိုရင်တော့သူတို့ကိုစားရည်လေးနဲ့ပေါ့နော်တိကျပြောင်းစင်အောင်ဆေးပေးတင်ပါတယ်ရှင်ကစွန်းရိုးလေးတွေကတော့အနူးလွယ်တာမလို့ပေါ့နော်သူတို့နောက်ဆုံးမှပဲထည့်ပေးလိုက်ပါတယ်ဒါဆိုရင်တော့အာဟာရနဲ့ပြေဝပြီးတော့စီမပါတယ်၄ရောင်ချက်ချက်စွပ်ပြုတ်ကလေးရပါပြီရှင်အခုချက်ပြပြီးခဲ့တဲ့နီးတန်းလေးရဆိုလို့ရှိရင်စီလဲသုံးစရာမလိုချက်ပြုတ်ရလဲအရန်လဲကူတဲ့အာဟာရလည်းဖြစ်တဲ့ထွန်းစားကျင်တဲ့လူတွေအတွက်လည်းအရန်စင်ပြရမို့လို့အားလုံးပဲလိုက်ပြီးတော့ချက်စားကြည့်ကြပါရှင်ဒီချက်ပြုတ်နည်းလေးကိုသဘောကျရဆိုရင် channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်လာရောက်ကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်တင်မယ့်ဗီဒီယိုလေးမှာလည်းအားလုံးနဲ့ပြန်တွေ့ကြပါမယ်ရှင်တတာ